အဲ့ဒီနေ့မနက်စောစောပိုင်းမှာအသက်ရွယ်ရနေပြီဖြစ်တဲ့ဖခင်ကြီးဟာလက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေအပြည့်ပါတဲ့ချင်းတောင်းကိုကင်ပြီးခြံထဲကနေအပြေးလွှတ်ထွက်လာခဲ့ပါတယ်။တာနေဦးဒီဟင်းသီးဟင်းရွက်တွေကိုအဖေကိုယ်တိုင်စိုက်ထားတာတာအကြိုက်ဆုံးတွေလေမြို့ကိုယူသွားပြီးချက်စားနော်။တာဖြစ်သူကညင်သာစွာညှင်းဆန်ရင်အဖေတားဒါတွေမယူတော့ဘူးမြို့ကစူပါမားကတ်တိုင်းမှာဒါမျိုးတွေဝယ်လို့ရတယ်ဒီမှာဒေါ်လာ1000အဖေသိမ်းထားပြီးစားကျင်တာဝယ်စားနော်တာအတွက်စိတ်မပူနဲ့လို့ပြောပါတယ်ဇနီးဖြစ်သူကမျက်မှောင်ကျုပ်ပြီးလက်ပိုက်ကကျွန်တော်ကားထဲမှာပဲစောင့်နေမယ်လို့စိတ်ပြက်လက်ပြက်ပြောပြီးထွက်သွားပါတယ်။ဖခင်ဖြစ်သူကနားမလည်နိုင်စွာနဲ့တာမိမကဘာလို့စိတ်ဆိုးသွားတာလဲလို့မေးပါတယ်တားဖြစ်သူကတက်ပြင်းချပြီးသူကတခါတလေအဲ့ဒီလိုပါပဲအဖေရဲ့ရင်ထဲမထားပါနဲ့တားသွားတော့မယ်ဂယုဆိုင်တော်လို့ဖြေပါတယ်အေးဂယုဆိုင်လမ်းမှာကားကိုဖြည်းဖြည်းမောင်းတော့တားလို့တားမထွက်သွားခင်မှာဖခင်ကမှာကြားလိုက်ပါတယ်ခင်မုန်းဖြစ်သူကဖခင်ပေးလိုက်တဲ့ဟင်းရွက်ချင်းကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြလိုက်ပါတယ်ဒါပေမဲ့ဒေါသထွက်နေစေဖြစ်တဲ့ဇနီးဖြစ်သူကဟင်းသီးဟင်းရွက်တွေအပြည့်ပါတဲ့ချင်းတောင်းကိုလွှတ်ပစ်လိုက်ပါတယ်ခင်မုန်းဖြစ်သူလည်းအံ့ဩသွားပြီးမင်းပါလို့တာလဲဒါနည်းနည်းလုံးမသွားဘူးလားလို့မေးလိုက်ပါတယ်ဇနီးဖြစ်သူကစိတ်ပြက်စွာနဲ့ဘာလွန်တာလဲကျွန်တော်တို့လာလေတိုင်းအဲ့ဒီပုတ်တိုးနေတဲ့ဟင်းရွက်တွေကိုယူလာရတာပဲဘာသုံးကြလို့လဲပြီးတော့လာတိုင်းလဲရှင်ကတောကအဖေကိုဒေါ်လာ1000နဲ့ချီပြီးပေးနေတာပဲသူကလည်းအမြဲတမ်းပတ်စံပဲလိုချင်နေတာလို့ဟောပါတယ်ခင်မုန်းဖြစ်သူကနာကျင်စွာနဲ့ငါအဖေကငါ့ကိုတယောက်တည်းပြုစုပြောထောင်ဖို့တစ်သက်လုံးပင်ပန်းပန်းအလုပ်လုပ်ခဲ့ရတာအခုချိန်မှာငါကသူ့ဘေးနားမှာတော့မနေပေးနိုင်ဘူးငါသူ့ကိုပေးနိုင်တာဆိုလို့ပတ်စံနည်းနည်းပါးပါးပဲရှိတာအဲ့ဒါကိုတော့မင်းကအပြစ်မြင်နေတာလားမင်းကသူ့တော့ကလာလို့ဆိုပြီးအထင်သေးနေတာဒါပေမဲ့ပြောစမ်းပါဆင်းရဲတာကဘာများမှနေလို့လဲရိုးရိုးရှင်းရှင်းနေတာကဘာမှနေလို့လဲမင်းကြမ်းတမ်းတယ်လို့ပြောတဲ့အဲ့ဒီလက်တွေကပဲအခုငါရရှိထားတဲ့အရာအလုံးကိုတိဆောက်ပေးခဲ့တာမင်းမှာငါအဖေကိုအထင်သေးဖို့ဘာခွင့်ရရှိလို့လဲကောင်းပြီလေဒါဆိုလဲရှင်းရဲ့တောသားဖေနဲ့ပဲသွားနေလိုက်တော့ကျွန်တော်တို့ပြီးကွာရှင်းကြတာပေါ့လို့ပြောပြီးသူမဒေါသတကြီးထွက်သွားပါတော့တယ်ကောင်းပြီလေလို့သူကပြန်ပြောပြီးချင်းတောင်းကိုအမြန်ကောက်ယူလိုက်ပါတယ်အဲ့ဒီအချိန်မှာချင်းတောင်းထဲကနေပတ်စံထုတ်တထုံနဲ့လက်ရည်နဲ့ရေးထားတဲ့စာတစ်စောင်ကိုတွေးလိုက်ရတဲ့အခါသူတို့နှစ်ယောက်လုံးမှင့်သက်သွားကြပါတယ်ခင်မုန်းဖြစ်သူကစာကိုတိုးတိုးလေးဖတ်ကြည့်လိုက်ပါတယ်တာအဖေကပတ်စံတိတ်အများကြီးမသုံးပါဘူးဒါကတာအဖေကိုအမြဲပေးနေကြပတ်စံတွေပါတာအတွက်အဖေအကုန်ပြန်စုပေးထားတယ်မြို့မှာနေရတာကုန်ကြစည်များတယ်လေတာအတွက်ပဲတင်ထားလိုက်ပါအဖေလည်းအသက်ကြီးနေပါပြီကိစ္စတိတိလေးတွေနဲ့ရမ်းမဖြစ်ကြပါနဲ့မိသားစုဆိုတာတဟစာတစ်ဖြစ်ဖြစ်နေကြရမယ်ကွယ်သားလေးအဆင်ပြေနေတဲ့အဖေဘဝရဲ့တာဝန်ကျေပွန်ပါပြီခင်မုန်းဖြစ်သူရဲ့မျက်လုံးတွေမှာမျက်ရည်တွေပြည့်လာပြီးသူ့ဖေစီကိုအမြန်ပြန်ပြေးသွားပါတယ်ဇနီးဖြစ်သူကလည်းနောက်ကနေလိုက်လာပြီးအချစ်ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်မှန်းသိပါပြီလို့နောက်တရစွာနဲ့အတနာခံပါတယ်ဒါပေမဲ့ခင်မုန်းဖြစ်သူကသူမရဲ့လက်ကိုဒေါသတကြီးဖယ်ချလိုက်ပါတယ်နှစ်တွေအများကြီးငါအဖေထက်မင်းကိုအမြဲဦးစားပေးရွေးချယ်ခဲ့ပေမဲ့မင်းကတော့ပြောင်းလဲမလာခဲ့ဘူးကွာရှင်းကြတာပေါ့လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်သူကဖခင်ဖြစ်သူဘက်ကိုလှည့်လိုက်ပြီးသူ့မျက်ဝန်းတွေမှာခံစားချက်တွေပြည့်နေနေတာဖခင်ရဲ့ဘေးနားကနေဘယ်တော့မှမခွာတော့ဘူးလို့ပြက်ပြက်တသားဆုံးဖြတ်လိုက်ပါတော့တယ်ဒီဗီဒီယိုကိုကြည့်နေကြသူအားလုံးပဲတင့်ကိုချစ်ယုံတယ်မကပဲတင်မိဘတွေကိုပါလေးစားတန်ဖိုးထားမဲ့သူမျိုးကိုရွေးချယ်ပါသဘောတူကြရဲ့လားသဘောတူတယ်ဆိုရင်ဒီဗီဒီယိုလေးကို like ပေးပြီးနောက်ထပ်ရင်ထဲထိရှာစေမဲ့ဇလန်းလေးတွေအတွက်ဆက်လက်အားပေးကြပါဦး